fashion ဆိုတာလှပနေဖို့လားဒါမှမဟုတ်လူတွေကိုလောင်ညံဖို့လားကဘာကျော် luxury brand တစ်ခုဖြစ်တဲ့ Balenciaga ကတော့ဒါကိုဖြစ်တစ်ခုပေးရပါတယ်အဲ့ဒါကတော့ယူကြောင်ကြောင်နိုင်မှုပါပဲ350တန်အမှိုက်360တန်ဖက်နှက်စုပ်နောက်ဆုံးအာလူကျော်အိတ်ခုံတော့350ကျော်နဲ့ရောင်းနိုင်တဲ့အထိသူတို့ရဲ့ marketing ကထူးဆန်းလို့ပါတယ်ဒီနေ့ The Net Story မှာတော့ Balenciaga ရဲ့နောက်ွယ်ကလူမသိသေးတဲ့လှုပ်ဝက်ချက်တွေကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်1919ခုနှစ်မှာခွဲဆိုးပဲ Balenciaga စတင်တည်ထောင်ခဲ့တဲ့ဒီ brand ကတစ်ချိန်ကတော့ fashion ရဲ့ဘရင်လို့အောင်တင်စားခံရတဲ့အထိကြောက်ရှင်းတဲ့ high fashion design တွေကြောင့်နာမည်ကြီးခဲ့တာပါဒါပေမဲ့2015ခုနှစ်မှာ Dana Sabagalia ဆိုတဲ့သူက creative director ဖြစ်လာတဲ့အခါမှာတော့ရာအလုံးအကြောင်းမြင်ဖြစ်ပေါ်ပါတယ်သူက fashion ဆိုတာလှပနေဖို့နဲ့မဟုတ်ဘူးလူတွေကိုတစ်ခုခုခံစားရအောင်လုပ်နိုင်ဖို့ပဲလို့ကြွေးကြော်ခဲ့သူပါပထမဆုံးကကဘာကျော်သွားတဲ့မှိုက်ပါဟုတ်ပါတယ်မင်းတို့အိမ်မှာအမိုက်တဲ့အိမ်နဲ့တပုံနဲ့ပါပဲဒါပေမဲ့ဒါက plastic အိမ်မဟုတ်ပါဘူးနွားသေးစစ်ပါဈေးတော့ဒေါ်လာ1990မြန်မာငွေနဲ့ဆို350ကျော်ဒန်နာကကမ္ဘာဈေးကြီးဆုံးအမိုက်ကိုဖန်တီးရတာဂုဏ်ကြီးလို့ပြောခဲ့ပါသေးတယ်နောက်တစ်ခုတော့ distress နေကဖနက်ကတဲထက်နေတိုင်းမဟုတ်ရှုံးနေပြီးနှစ်ပေါင်းများစွာဝယ်ထားတဲ့ပုံစံမျိုးပါဒါကို limited edition ဆိုပြီး360ကျော်နဲ့ရောင်းခဲ့တာ fashion လောကမှာအကြီးကျယ်ပွဲစုခဲ့ပါတယ်မင်းတို့အာလူကျော်စားပြီးရင်အိတ်ခုံကိုဘာလုပ်မလဲအမိုက်ပုံးနဲ့ပြစ်လိုက်တာပဲမှတ်လားဒါပေမဲ့ Balenciaga ကတော့အဲ့ဒီအိတ်ခုံကိုလက်ကန်ရီလုပ်ပြီးဒေါ်လာ1800နဲ့ရောင်းခဲ့ပါတယ်အပြင်ကကြည့်ရင်4 F လူကျော်အိတ်နဲ့ဘာမှမချမ်းသာပါဘူးအင်ကြီးအီးမှာဈေးဝင်ပြီးဒေါ်လာ1000နဲ့တရားလေးကိုမှတ်မိပါ Balenciaga အဲ့ဒီအိတ်ကိုပဲတိန်နဲ့လုပ်ပြီးဒေါ်လာ2000ကျော်နဲ့ပြန်ရောင်းခဲ့ပါတယ်ဒါဟာ KIE ကိုလောင်တာလားဒါမှမဟုတ်ဝဲသူတွေကိုလောင်တာလားမင်းတို့ရေချိုးပြီးရင်ပေါ်ဝါပတ်သားသလိုမျိုးပဲ Balenciaga မျက်နှာတုပ်ပေါ်ဝါကိုခါမှပတ်ရတဲ့စကတ်အဖြစ်ဒေါ်လာ900ကျော်နဲ့ရောင်းခဲ့ပြန်ပါတယ်လူတွေကဒါမျိုးငါတို့အိမ်မှာလည်းရှိရလို့ဝိုင်းပြောခဲ့ကြပြီးမြဲချစ်ချင်းပဲစိုးအောင်သွားခဲ့ပါတယ်ဒါကို fashion လောကမှာ poverty ပေါ့လို့ခေါ်ပါတယ်ချမ်းသာတဲ့သူရဲ့စင်းရဲသားတွေရဲ့ပုံစံကိုပျော်ပါးစေဝတ်ဆင်ကြတာပါ Balenciaga ရဲ့ဝယ်သူတွေကငါဟာအမိုက်ကို350ပေးဝယ်နိုင်တဲ့အထိချမ်းသာရဆိုတဲ့ status ကိုပြကျင်ကြတာပါသူတို့ကအင်ကြီးရောင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့ဝေကြီးအင်အားကိုထုတ်ပြနိုင်တဲ့အခွင့်အရေးကိုရောင်းနေတာပါ Balenciaga ပစ္စည်းအသစ်ထွက်တိုင်းမိမိလေးတွေထွက်လာတယ်လူတွေကဝိုင်းဆဲကြတယ်ဒါဟာသူတို့ကြိုက်ပါပဲဒါကို negative marketing လို့ခေါ်ပါတယ် social media မှာလူတွေဝိုင်းပြောနေကြတာသူတို့အတွက်တော့လက်ကားရတဲ့ကြော်ညာတွေပါဒါပေမဲ့ marketing ကအများအားတော့အဆင်မပြေပါဘူး2020ခုနှစ်မှာကလေးငယ်တွေနဲ့ပတ်သက်တဲ့ထိလေရှာလေကြော်ညာတစ်ခုကြောင့်တစ်ကမ္ဘာလုံးကဘိုင်းကောတာခံခဲ့ရပါတယ်ကဘာကျော်ဆယ်လီဖြစ်တဲ့ကင်းကာတာရှင်တော်မှာသူနဲ့လက်တွဲသက်ဖို့စဉ်းစားခဲ့ရတဲ့အထိပါပဲဒါအဆုံးရောက် marketing ရဲ့အနေနဲ့ပါပဲအနည်းချုပ်ရရင်တော့ Balenciaga ကလူတွေကိုလှောင်ချောင်နေရမှာဝယ်လူတွေရဲ့စိတ်နေစီတာကိုကောင်းကောင်းကစားနေတဲ့ brand တစ်ခုပါသူတို့ကအမြင်မတူချင်းကိုငွေသိအောင်လုပ်နေတာပါတင်ရော Balenciaga ရဲ့ဒီလိုထူးဆန်းတဲ့ strategy ကိုဘယ်လိုမြင်လဲတကယ်ပဲဖန်တီးမှုလားဒါမှမဟုတ်လူတွေကိုလှောင်နေရလားကောင်းမှမပြောသားခဲ့ပါအောင်အခုလိုစိတ်ဝင်စားကောင်းတဲ့ brand တွေအကြောင်းတွေကိုသိချင်ရင် The Net Story ကို subscribe လေးလုပ်သွားခဲ့ကြပါအောင်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်